မမေတင်ဖို့မေ့နေတာဒါကမမေရဲ့ရောင်းပါလေးဝယ်သွားတာပေါ့နော်ပြီးခဲ့တဲ့အပတ်ကဒေါက်တာကြီးတိုနာလေးဝယ်သွားတယ်ဒေါက်တာကြီးတိုနာပြီးတော့သူကဒေါက်တာကြီးဖောင်လေးပေါ့နော်ဝက်ချက်အစီဘူးတမလည်းသုံးလို့ရတယ် sensitive skin အတွက်လည်းအဆင်ပြေတယ်အမြုပ်တော့သိမထွက်ဘူးနော်ပေါ့နော်ဒါပေမဲ့ sensitive skin တွေအစီဘူးဝက်ချက်သမားရှိရလို့ဆိုစစ်ဖြစ်တယ်သုံးလို့အရင်အဆင်ပြေတယ် Pretty skin sun cream လေးလည်းဝယ်သွားတယ်အဲ့ဒါလေးလိမ့်ကြည့်တာလေအရန်ကောင်းတာမျက်နှာပေါ်မှာအေးပြီးတော့အရန်လိမ့်လို့ကောင်းတာအဲ့ sun cream လေးကဒါလေးကတော့ကျူလစ်လို့ရှင်လေးပါလိမ့်လို့အရန်ကောင်းတာအေးကြဲကြဲလေးနဲ့ခန္ဓာကိုယ်မှာမပူဘူးမအိုက်ဘူးပေါ့နော်စိတ်ဝင်လွယ်တယ်ရင်မွေးကြိုက်တဲ့လူတွေအနံ့ပါတယ်ဆိုအဲ့ဒါလေးသုံးပါနော်သူကတော့ Novo Foundation လေးပါအစန်တိုင်လေးဆိုတော့ပပကြဲကြဲလေးနဲ့လိမ့်လို့လည်းအရန်ကောင်းပါတယ်အသား၆တဲ့လူတွေတက်တင့်တော်တဲ့ Foundation လေးပါနော်ဟုတ်ကဲ့ပါ